ကျွန်တော်ရဲ့ channel လေးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့2011ခုနှစ်ကတွေ့ရှိခဲ့တဲ့ The Intouchable ဆိုတဲ့ အာတိုပါတီဟာတာနဲ့ drama ရုပ်ရှင်ဇာတ်ကားကြီးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် spoiler တွေပါဝင်လာတာမို့တတိထားပြီးကြည့်ရှုပေးကြပါတညမှာတော့ Paris မြို့ထဲမှာ Driss ဟာသူ့ရဲ့အလုပ်ရှင် Philip ကိုကောင်းမွန်ပို့ဆောင်ပေးနေပါတယ်ရင်ကျော်ပိတ်ဆို့မှုကိုစောင့်ဆိုင်ရတာညှင်းဝဲလာတဲ့အခါ Driss ဟာအရှိန်နှုန်းကန်တာချက်ကိုချိုးဖောက်ပြီးအခြားကားတွေကိုကြော်ခွကလမ်းညွှန်ဆိုင်ဖို့တွေကိုဂိမ်းမဆိုင်ပဲအတော်လေးမြန်မြန်ဆက်ဆန်းမောင်းနေပါတော့တယ်။ဒါကြောင့်ဒီရက်တပ်ဖွဲ့ကသူတို့နောက်ကိုလိုက်လာခဲ့ပြီး Driss ကရဲတွေကိုဆက်လွတ်လိုက်ရင်ယူရို100ကြေးဆိုပြီးအလောင်းစားလုပ်ပေးခဲ့ပေမဲ့တရားအောင်ရောက်တဲ့အခါမှာတော့ရဲတွေကနှစ်ဖက်ညပြီးပိတ်ဆို့ဖမ်းဆီးလိုက်ကြပါတယ်။ဒါပေမဲ့ Driss ကတော့အရန်ဆိုရင်ပုံမရပဲဒီတစ်ချိန်မှာတော့ရဲတွေကသူတို့ကိုလမ်းပြပို့ဆောင်ပေးအောင်လုပ်ပြနိုင်ရင်ယူရို200ရက်ကျေးလို့ထပ်ပြီးအလောင်းစားလုပ်လိုက်ပါတယ်ရဲတွေကသူ့ကိုကောက်ပွားဆင်ခိုင်းချင်မှာတော့သူကစပြီးတရုပ်ဆောင်ပါတော့တယ်စိတ်ဆိုးတော့တာထွက်ချင်ဆောင်ပြီးဖိလစ်ကမလို့ရှာနိုင်တော့လို့စီယုံကိုအမြန်ပို့နေတာပါဆိုပြီးပြောလိုက်တာပါရဲရရှိတွေကကားနောက်ဖုံးထဲမှာဝဲခဲယာကိုတွေ့လိုက်တဲ့အခါမှာတော့ဒါကိုယုံကြည်သွားကြပြီးဖိလစ်စီချီကသွားချင်မှာတော့ဖိလစ်ကအကျော်ဆွဲနေတယ်လို့တရုပ်ဆောင်ပြလိုက်ပါတယ်ဒါအရေးပေါ်အခြေအနေဆိုတာကိုမြင်တွေ့သွားတဲ့ရဲတွေကအစိမ်းလုံးမောင်းနေခဲ့တဲ့ Driss ကိုခွင့်လွှတ်ပေးလိုက်ကြပြီးစေယုံအရောက်လမ်းပြပို့ဆောင်ပေးဖို့ကန့်လန့်ခဲ့ကြပါတယ်အလောင်းစားနိုင်တာကိုအောင်ပွဲခံတဲ့အနေနဲ့ Driss ဟာ Earth, Wind and Fire ရဲ့ September တခြင်းကိုဖွင့်လိုက်ပြီးလိုယာကီကိုရောက်ရှိသွားတဲ့အခါရဲတွေထွက်သွားတာနဲ့ဖိလစ်နဲ့အတူစရိတ်တောက်ခဲ့ပါတယ် Driss ကသူအကုန်အဆင်ပြေအောင်လုပ်ပေးမယ်လို့အေဒီပေးပြီးစီယုံဝန်ထမ်းတွေသူတို့ကိုမတွေ့ခင်မှာပဲ Mount Trap သွားခဲ့ကြပါတယ်ဒီချစ်ချစ်ရဲ့ဟာလွန်ခဲ့တဲ့လက်ပေါ်များစွာကလေးကစတင်ခဲ့တာပါဖိလစ်နဲ့သူရဲ့အကူမကာလီတို့ဟာသူ့ကိုပူစုပို့ထောင်ပြီးမဲ့အကူအစ်တယောက်ရှာဖို့အင်တာဗျူးတွေပြုလုပ်နေကြတာပြီးမဲ့ရှောက်ထားသူအားလုံးကမိကုန်းတွေကိုပုံတင်နီးအတိုင်းဒါမှမဟုတ်ဂတိကအောက်နိုင်တဲ့အဖြစ်တွေပဲပြီးနေကြလို့စင်မပြေဖြစ်နေပါတယ်ဒါပေမဲ့သူအလို့အလက်မရောက်သေးတာကိုဂိမ်းဆိုင်ပဲ Driss ကရုတ်တရက်ဝေးရန်ဝင်ရောက်လာတဲ့အခါသူ့ကိုအားတင်သွားကြပါတယ် Driss ကအလို့လက်မဲ့ထောက်ပံ့ခြင်းရရှိနိုင်ဖို့အတွက်သူ့ကိုအလုံးမခံပါဘူးဆိုတဲ့ညင်းပယ်လွှာဆွဲစားတမ်းမှာလက်မထိုးခိုင်းဖို့ပဲလိုချင်ခဲ့တာပါသူဟာပွင့်လင်းလွန်ပြီးနည်းနည်းရိုင်းဆိုင်ကမကာလီကိုတောင်စကော့တိုက်ကက်တေးပေမဲ့ဖိလစ်ကသူ့ကိုသဘောကျသွားပြီးလက်မထိုးထားတဲ့ဆွဲစားတမ်းတွေလာယူဖို့နောက်တစ်နေ့မှာပြန်လာခဲ့ဖို့ပြောလိုက်ပါတယ်ဒစ်ဟာစင်ရတဲ့ရက်ွက်မှာရှိတဲ့သူ့အိမ်ကိုပြန်သွားပြီးရေချိုးဖို့စူးစမ်းခဲ့ပေမဲ့မောင်နှမငယ်တွေကနောက်ဆက်နေကြတော့တခြားသူတွေထက်အသိငယ်နဲ့ကြီးပြီးတာဝန်ယူထားတဲ့ညီမဖြစ်သူမီနာရဲ့အကူအညီနဲ့မှအချိန်မီရေချိုးနိုင်ခဲ့ပါတယ်။သူတို့အမေအိမ်ပြန်ရောက်လာကိုစောင့်နေတော့မှကိုကြောင့်ခိုးပဲကားရစီဘော်ကနေညီဖြစ်သူအဒါမာဆင်းလာတာကိုသူပရင်ဘောက်ကနေတီးထားမိလိုက်ပါတယ်။ကောင်းလေးအိမ်ထဲဝင်လာတဲ့အခါကြောင်းမှာပဲရှင်းနေခဲ့တာပါလို့ပြောပြီးအိတ်ကိုဆွဲကပြန်ထွက်သွားတာကြောင့် Driss ကညီဖြစ်သူတခုခုမတင်ကားစရာလုပ်နေတယ်လို့ပြောပို့ပြီးတေချာသွားခဲ့ပါတယ်။ညနေပိုင်းမှာသူ့အမေပြန်ရောက်လာတဲ့အခါတခိုးယူလာခဲ့တဲ့ဖဘကာဥကိုလက်ဆောင်ပေးလိုက်ပြီးမင်းများတဲ့အခါခီးထွက်နေတာပါလို့ပြောလိုက်ပါတယ်။ဒါပေမဲ့သူဟာ6လကြာပျောက်ချင်းမလားပျောက်နေခဲ့ပြီးဘာဖုန်းမှလည်းမဆက်ခဲ့ပဲအခုမှအိမ်ကိုဟိုတယ်လိုမျိုးတဝတ်ထားပြီးပေါ်လာတာကြောင့်အမေဖြစ်သူကသူ့ကိုမြင်ရတာဝမ်းမသာပါဘူး။သူရဲ့လိန်ညာမှုတွေကိုစိတ်ကုန်နေပြီဖြစ်တယ်လို့ဆောက်ရှောက်ရမယ့်တခြားကလေးတွေလည်းရှိနေတာမို့သူ့ကိုအိမ်ဘောကနေလိုက်ဖို့ပြန်မလာဖို့ပြောလိုက်ပါတယ်။ Driss ဟာညဘက်မှာရက်ွက်တွေကတကယ်ချင်းချုံနဲ့အတူဆီလီတောက်မုတ်စားရဲ့အချိန်ဖြုံခဲ့ပါတယ်။နောက်တနေ့မှာတော့ Driss ဟာဆွဲစရန်တွေအတွက်ဖိလစ်အိမ်ကိုပြန်သွားခဲ့ရမှာအိမ်အကူဖြစ်သူအီဗွန်ကကြိုဆိုခဲ့ပြီးနောက်တအိမ်လုံးကိုလိုက်ပြကဖိလစ်ရဲ့နေ့စဉ်လှုပ်ရှားမှုတွေကိုပြောပြခဲ့ပါတယ်။ဒါအပြင်သူ့အတွက်ကိုပိုင်ရေချိုးကမ်းပါတဲ့အခန်းကိုလည်းပြသခဲ့တယ်။ Driss ကရေချိုးကမ်းကြီးကိုငေးကြည့်နေတော့မှပဲဖိလစ်စီကိုကော်ဆောင်သွားခြင်းကန်ခဲ့ရပြီးဖိလစ်ကလက်မထိုးထားတဲ့စာရွက်ကိုပြိုးတယ်မကပဲအလောက်ကန်အခွင့်အလန်းကိုပါကန်လန်းလိုက်တာပါတယ်။ Driss ကစန်ခတ်တလအလုပ်ကိုလက်ခံလိုက်ပြီးဖိလစ်ကသူ့နှစ်ပတောင်ခံမှာမဟုတ်ဘူးလို့အလောင်းစားလုပ်လိုက်ပါတယ်။သူ့ပစ္စည်းတွေကိုအခန်းထဲဆွဲပြီးတဲ့နောက် Driss ဟာဖိလစ်ကိုဘယ်လိုပြုစုရမလဲဆိုတာသင်ယူခဲ့ရပါတယ်။သူ့ရဲ့ခြေထောက်တွေကိုတွေးလေလက်ပတ်အောင်ဘယ်လိုလုပ်ပေးရမလဲ။ WeChat ပေါ်ဘယ်လိုတင်ပေးရမလဲ။ကြီးချိုးပေးတာနဲ့အဝတ်စားလဲပေးတဲ့အားကိုပါသင်ယူခဲ့ရပါတယ်။ဖိလစ်ကမရှိပါချလုပ်ပြီးတဲ့နောက်မှာ Driss ကမထိုးရမနေကာကွယ်စေခဲ့တော့ချစ်အိတ်စေကြီးတွေကိုစုပ်ပေးရင်မကဖ
ဖေမာတုတ်ပေးရမယ်ဆိုတာသိရရတဲ့အခါကတိအောက်ဖြစ်သွားခဲ့ပေမဲ့ဘလောက်ပဲညှို့ညင်ပြီးအတေအလုတ်ကိုမလုပ်နိုင်ဘူးလို့ပြောပါစေနောက်ဆုံးမှာတော့သူ့အလုတ်ရဲ့စိတ်ပိုင်းတစ်ခုအဖြစ်လက်ခံလိုက်ရပါတယ်နောက်ပိုင်းညနေပိုင်းတစ်ခုမှာတော့ခေါင်းပေါ်မှာမုဆာရဲ့အပန်းဖြစ်နေတော့ဖိလိရဲ့သမီးအလီဆာနဲ့သူမရဲ့ချစ်သူဘာရှန်တို့ထွက်ရောက်လာပြီးချစ်ကြည်နုဖို့တီတိုနေရာရှာနေတာကြောင့်နောက်ဆက်ချင်းခံရပြီးဒစ်ကဘီယာမြမတော့ချင်ဘူးဆိုပြီးညင်းဆိုကနှစ်ယောက်လုံးကိုမောင်းထုတ်လိုက်ပါတယ်ဒစ်ဟာဖိလင်းနဲ့နေစဉ်အလုပ်လုပ်ရတာကိုမြန်မာစစံပဲကြက်တုံသွားခဲ့ပါတယ်အစားပိုင်းမှာဖုန်းကိုနားမှာကပ်ပေးမဲ့အစားဖိလင်းလက်ထပ်ပေးတာဒါမှမဟုတ်ရီချိုးနေစဉ်ကလေးစောက်ကြည့်ဆက်ကိုမိထားခဲ့တာမျိုးတင်ငန်းစာယူစရာအမားချုပ်လုပ်ခဲ့ပူပေမဲ့ပေါ့စားလိုက်တဲ့တဲ့ကစားတွေကိုဖိုင်မျိုးခွဲပြီးတင်ဆက်ဖို့လဲတင်ယူခဲ့ပါတယ်ဖိလစ်အတွက်ဖွင့်ကြည့်တဲ့စာအများစုရှိပေမဲ့ဂျေရှုခွင့်မရှိတဲ့တည်တံ့စာချို့လည်းရှိနေပါတယ်အမျိုးသမီးအစွန်အမြောက်တွေကိုကြော်ညာထားတဲ့လက်ကမ်းစာဆောင်တစ်ခုကိုတွေ့လိုက်ရတဲ့အခါဖိလစ်ပြောသလိုအမိုက်ပုံတဲ့လွင့်ပြမဲ့စာအဲ့ဒီအတွက်တည်တံ့ဖိုင်တစ်ခုစတင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီဘဝတင်မှာလှုပ်ကြီးပဲလှုပ်နေတာတော့မဟုတ်ပါဘူးဒစ်စာပြောပါနေထိုင်ဖို့လဲတေချာကျူစိုက်ပါတယ်မက်ကလီကိုဆက်ပြီးစကော့တိုက်ပေမဲ့မအောင်မြင်ခဲ့တယ်လို့တခါတည်းအစွန်အမြောက်တွေကိုခေါ်ပြီးအဲ့ရာပေါ်မှာအတူနေလိရှိပါတယ်မနေ့တခုမှာတော့အီဗွန်ကသူ့အခန်းကိုလာပြီးနောက်ကျလို့စူပူနေတုန်းသူ့အိတ်ထဲမှာအန်ဒီယာရှိတဲ့လက်နဲ့အချုပ်ကိုတွေ့ရှိသွားပေမဲ့အဲ့ဒီအကြောင်းကိုဘာမှမချင်မပေးသေးပါဘူးဒီနေ့ဒစ်ရဲ့အလောက်ကဖိလစ်ကိုကောင်းကောင်းပေးဖို့ဖြစ်ပေမဲ့သူ့ကိုကွန်ပျူတာတစ်ခုလိုမျိုးဘန်ကာနောက်ဖုန်းထဲမထည့်ချင်တာကြောင့်တိတ်မတုံးဖြစ်တဲ့စန်တေလာပါတဲ့ကားတစ်စီးနဲ့ကော်ဆောင်သွားခဲ့ပါတယ်စတင်တော့ကမတင်တော်ဘူးလို့ထင်ပြီးလက်တွေ့ကြနေတဲ့နယ်လို့ပြောခဲ့တဲ့ဖိလစ်ဟာအီဗွန်ကကန့်ကွက်နေပေမဲ့လည်းပုံပုံမြန်ဆန်ပြီးမပြင်းရတဲ့ခီးစဉ်အတွက်ရင်ခုန်စိတ်လှုပ်ရှားလာခဲ့ရပါတယ်သူတို့စောင်းအောင်ကနေထွက်ဖို့ကြိုးစားတဲ့အခါတကားမှာကမရရဆိုတဲ့ဆိုင်ဘုတ်ကိုလီလူရှုပြီးဝင်ပေါက်မှာအင်းကြီးချင်းတယောက်ကာရထားတာကိုတွေ့ရရပါတယ်ဒစ်ကအချိန်မဆိုင်ပဲအဲ့ဒီလူနောက်ကိုလိုက်သွားပြီးအင်းကြီးချင်းပေါက်ကိုဆွဲကာမရွှေမချင်းချိန်ချောက်လိုက်ပါတယ်ဖိလစ်ကသူ့ရဲ့လှုပ်ဆောင်ချက်ကိုသဘောကျပေမဲ့အီဗွန်ကတော့နောက်တစ်ချိန်မနေမြုပ်ခဲ့ပါဘူးသူတို့နှစ်ယောက်ပြလိုက်တစ်ခုကိုတွားခဲ့ကြပြီးဖိလစ်ကဒစ်ကတော့ကမ်ဘာပေါ်မှာအနည်းအောင်အဆက်အပြောက်တစ်ခုမျှတောင်မို့ပတ်စံနဲ့မတန်ဘူးလို့ယူဆတဲ့အမှုပညာလက်ရာတစ်ခုကိုဝယ်ဖို့စီစဉ်နေပါတယ်ဒါပြည်တဲ့နောက်ဖိလစ်ကဆွေမျိုးတယောက်နဲ့တူဆုံခဲ့ပြီးဒစ်ကအချမ်းဖက်တတ်သူဖြစ်တာကြောင့်လူတိုင်းကစိုးရိမ်နေကြကြောင်းပြောပြခဲ့ပါတယ်သူမှပြမှုမှတ်တမ်းရှိနေတာကိုပါစုံစမ်းသိရှိထားကြပေမဲ့ဖိလစ်ကတော့ဂိမ်းမဆိုင်ပါဘူးဒစ်ကသူ့ကိုတနာမနေပဲနောက်ပြောင်ကြည်စဲဖို့မတုံ့ဆိုတာကြောင့်သူ့ကိုသဘောကျနေတာပါမက်ကလီကိုစကော့တိုက်ဖို့နောက်တစ်ချိန်မအောင်မြင်ခဲ့ပြီးတဲ့နောက်ဒစ်ဟာမိဖို့ကြောင့်ထဲမှာအီဗွန်နဲ့အတူညစာစားရင်ဖိလစ်ကမက်ကလီကိုစားရဆောင်ရေးခိုင်းထားနေတာကိုနားထောင်နေခဲ့ပါတယ်ဒါဟာတီးတဲ့စကားပြောဆိုမှုလို့ပြောကြရင်အီဗွန်ကကလေးစောက်ကြည့်ဆက်ကိုပိတ်လိုက်ပြီးဘာတွေဖြစ်ပျက်နေလဲဆိုတာရှင်းပြခဲ့ပါတယ်ဖိလစ်ဟာအီလီနိုဆိုတဲ့အမျိုးသမီးတယောက်နဲ့စာအဆက်အသွယ်ရှိနေပြီးအဲ့ဒါတွေကဒစ်ကိုဖွင့်ကြည့်ခွင့်မပေးခဲ့တဲ့စာတွေဖြစ်ပါတယ်ဒါပေမဲ့သူဟာအီလီနိုနဲ့လူချင်းတယောက်မှမတွေ့ဘူးတဲ့သူတို့ရဲ့ဆက်ဆံရေးဟာစာအဆက်အသွယ်တက်တက်ပါပဲအရှိကြောင်ပြောရင်းနဲ့ဒစ်ကအေယာမဝင်ပြီးဦးရင်မူကအီဗွန်ကိုခဏကြည့်နေတာကိုစနောက်ခဲ့ပါတယ်သူအိပ်ဖို့စူးစမ်းနေတော့ကလေးစောက်ကြည့်ဆက်စီကနေထူးဆန်းတဲ့အတန်အချို့ကိုကြားလိုက်ရပါတယ်ဖိလစ်ဟာအသက်ရှူရခက်ခဲနေတာပါသူစူးစမ်းရင်းပင်ယူမဆိုင်ပဲမနေနိုင်တာကြောင့်ဒစ်ဟာသူ့အခန်းကိုတွားပြီးစကားကြိုတွေနဲ့ရေစုပ်ဝတ်နဲ့မျက်နှာကိုတုပ်ပေးကဖြစ်ပွားနေတဲ့ဝေဒနာကိုညှင်သာစွာကူညီဖြည့်ရှင်းပေးခဲ့ပါတယ်ဖိလစ်ဟာနောက်ဆုံးမှအိပ်ပျော်သွားခဲ့ပေမဲ့ခဏအကြာမှပြန်နိုးလာပြီးလေကောင်းလေတန်းလိုအပ်တယ်လို့ပြောပါတယ်ဒီတစ်ခါမှာတော့ Grace ကမတုံ့ဆိုတော့ပါဘူးဖိလစ်ကိုဝီချက်ပေါ်မှာစောင်းတွေဂျုံပေးပြီးမြေကမ်းဘေးမှာလမ်းလျှောက်ဖို့ခေါ်ထုတ်သွားခဲ့ပါတယ်ဒါဟာဖိလစ်အတွက်အချိန်တော်တော်ကြာမှပဲရစ်ရဲ့ညနေစုခင်းကိုမကြမီကမှပထမဆုံးအချိန်ပြန်လည်မြင်တွေ့ရတာဖြစ်ပြီးအခုတော့ပိုပြီးစိတ်လက်ပေါ်ပါသွားကစီးပွားတွေကဒီလောက်ပဲကုညီနိုင်ပြီးတခါတည်းမှာမရှိတော့တဲ့အင်္ဂါစိတ်ပိုင်းတွေကနာကျင်နေလိုမျိုးကန်ဆာရလေးရှိကြောင်းဒစ်ကိုရှင်းပြခဲ့ပါတယ်မင်္ဂလေးကျိုးလမ်းလျှောက်သွားတာကိုမြင်တဲ့အခါဖိလစ်ကသူ့ရဲ့အခြေအနေကြောင့်ပြည်သူတယောက်ကိုပြောဆိုအောင်မလုပ်ပေးနိုင်တော့ကြောင်းဝန်ခံခဲ့ပေမဲ့နေရွက်တွေကိုနှိမ့်နေပေးတဲ့အခါမှာတော့အာယုံကန်ဆာလွယ်တဲ့နေရာတွေဖြစ်တာကြောင့်ကျဉ်းနှံမှုကိုရရှိနိုင်သေးတယ်လို့ပြောခဲ့ပါတယ်မရှိတော့တဲ့အင်္ဂါစိတ်ပိုင်းတွေနှာချင်မှုပြန်ပေါ်လာတော့မဲ့အခြေအနေမှာဒစ်ကဖိလစ်ကိုစလိတ်တလိတ်ညှပ်တောက်ခဲ့ရဖိလစ်ကအစပိုင်းမှာတန်ရာရှိခဲ့ပေမဲ့နောက်ဆုံးမှတော့သဘောကျသွားခဲ့ပါတယ်ဒါပြည်တဲ့နောက်သူတို့စားတော့ဆိုင်တစ်ခုကိုတွားခဲ့ကြပြီး
စားတော့တွေမျှဝေစားတော့ရင်နောက်ပြောင်ခဲ့ကြကဖိလစ်ကသူ့ရဲ့အကြောင်းတွေကိုပို့ပြီးမျှဝေဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့ចောင်းသားဘဝမှာဇနီးဖြစ်သူနဲ့တွေ့ဆုံခဲ့ပြီးမင်္ဂလာဆောင်ပြီးမကြမီမှာပဲသူမဟာကိုဝန်9ချိန်တိုင်ပြက်ကျခက်ကကုသလို့မရနိုင်တဲ့ယောဂဝေဒနာကိုခံစားခဲ့ရပါတယ်အဲ့ဒီချိန်မှာပဲသူတို့ဟာအလီဆာကိုမွေးစားခဲ့ကြတာပါဖိလစ်ဟာပြန်ပွဲတွေစုံစားရတဲ့အားစားတွေနဲ့အချိန်နှုန်းကိုအမြဲတမ်းနေတက်ခဲ့ပြီးပါရာဂလိုက်ဒါကသူ့ကိုအဲ့ဒီအရာသာကိုပေးခဲ့ပါတယ်ပါရာဂလိုက်ဒါစီးနေစဉ်ရာဒီဥတုဆိုပါမှုကြောင့်ပြက်ကျပြီးအာယုံကြောမကြီးကျိုးသွားခဲ့ရတာဖြစ်ပေမဲ့သူရဲ့တကယ်မတန်ဆွမ်းမှုဟာဝီချဲမှာမဟုတ်ပဲစနစ်တမရှိပဲနေထိုင်ရတာလို့အခုထိထင်မှနေတော့မှာထပ်ပြီးစနောက်ကြပြီးတဲ့နောက်ဖိလစ်ကရက်ဆွဲကိုတတိယပြီးတွစ်စာသူ့ရဲ့တလဆန်းခန့်ကာလကိုအောင်မြင်သွားပြီးဖြစ်လို့အခုဆိုရင်တရဝင်အလောက်ခန့်အားလိုက်ပြီးဖြစ်ကြောင်းသိရှိသွားပါတယ်ဒါပေမဲ့သူဟာကိုယူသွားခဲ့တဲ့ဖဘတ်ဦးကိုပြန်ယူလာပေးဖို့စစ်ဆက်လှုပ်ဆောင်ဖို့လိုအပ်ပါတယ်အကြောင်းကတော့ဒါဟာသူ့ဇနီးပေးခဲ့တဲ့လက်ဆောင်ဖြစ်ပြီးသူမကနှစ်စဉ်တလုံးစီပေးလိရှိရာသူတို့အတူတကွအကုန်လုံးခဲ့တဲ့အချိန်နဲ့မြကွက်တီ25လုံးရှိရကြောင်းပါနောက်တစ်နေ့မှာတော့ဒစ်စာမီနာကျောင်းကအပြန်မှာတွားရောက်စကားပြောခဲ့တဲ့မီနာကဥကိုရှာခိုင်းတာကလွဲလို့ဂျန်တဲ့စာတွေကိုပြန်မဖြေတာကြောင့်နည်းနည်းစိတ်ဆိုးနေပြီးအိမ်ကိုဖုန်းဆက်နေတဲ့ရဲအချို့အကြောင်းလဲပြောပြခဲ့ပါတယ်ဒါပြည့်တဲ့နောက်အတာမာစီတွားရောက်ခဲ့ရာအတာမာကသူ့မှာမူရစ်စေး30 gram နဲ့မိခဲ့ကြောင်းဝန်ခံခဲ့ပါတယ်ဒစ်ကသူ့ကိုနင်းလက်စားလိုက်ကြွေးချင်ပေမဲ့အတာမာကညှင်းဆိုခဲ့ပြီးအရင်ကမတင်ကားစရာကားပေါ်ကိုပြန်တက်သွားခဲ့ပါတယ်နောက်ဘက်မှာတော့ဖိလစ်ကမဂါလီကိုအီလိုနာအတွက်စာဒီတေးရှင်းကော်ပေးနေတော့ဒစ်ကိုဘေးမှာရှင်းနေခွင့်ပြုခဲ့ပါတယ်သူကဒီလိုခန္ဓာစံပြတဲ့စာသားတွေဟာအရန်ပြင်းစရာကောင်းပြီးဖိလစ်အနေနဲ့ပို့ပြီးပွင့်လင်းတင်တယ်လို့ထင်ပါတယ်ဒါဟာ6လတတိုင်းဂျာမနီခဲ့ပြီးဖြစ်ပြီးတခါမှတပ်ပုံမဖလဲခဲ့ရဘူးဆိုတာကိုကြားတော့လဲအံ့အားတင်သွားခဲ့ပါတယ်စာရဆောင်မှာသူမရဲ့ဖုန်းနံပါတ်ကိုတွေ့လိုက်တဲ့အခါဒါကိုနမိတ်တစ်ခုအဖြစ်ယူဆလိုက်ပြီးဖုန်းဆက်လိုက်တာကြောင့်ဖိလစ်ကိုဖုန်းကိုကင်စီပြီးစာသားတွေပြင်ဘက်ကနေသူမနဲ့စကားပြောစီခဲ့ပါတယ်သူတို့ရဲ့စကားပြောဆိုမှုဟာအရန်ဆင်ပြေသွားခဲ့လို့ဖိလစ်ဟာဒစ်နဲ့အတူအော်ပရာပွဲမတော်ရောက်မီအချိန်ထိသူမနဲ့အမြဲတမ်းဖုန်းပြောနေခဲ့ပြီးအော်ပရာပွဲမှာတော့ဒစ်ကဝတ်စုံတွေကိုကြည့်ပြီးရံမော့ဆန်နောက်ခဲ့ပါတယ်နောက်တနေ့မှာတော့ဒစ်ဟာအီလီနွာနဲ့တပ်ပုံလဲဖို့ဖိလစ်ကိုစီယူနိုင်ခဲ့ပြီးဝီချဲဘော်ကသူ့ရဲ့တပ်ပုံတပုံကိုရွေးချယ်ပေးခဲ့ပါတယ်ဒါပြီးတဲ့နောက်သူစေရောင်ချဲနေတော့အီလီဇာကသူ့အခန်းထဲရုတ်တရက်ဝင်ရောက်လာပြီးsecret တောင်းဆိုကအမှုပညာဆန်ဖို့စူးစမ်းနေတာကိုစနောက်ခဲ့ပါတယ်ဒေါ်လာထွက်သွားတဲ့ဒစ်ကသူမကိုမောင်းထုတ်လိုက်ပြီးဖိလစ်စီတွားခဲ့ရာဖိလစ်ကအီဗွန်ကိုရွေးချယ်ထားတဲ့တပ်ပုံကိုသူလေဖြောက်မဖြစ်မီကတပ်ဝတ်တပုံနဲ့လဲပေးဖို့တောင်းဆိုနေတာကိုတွေ့လိုက်ရပါတယ်ဒစ်မဝင်လာခင်မှာပဲသူမကအဲ့ဒီတပ်ပုံကိုနောက်ဖိုင်ထဲမှာဝတ်ထားလိုက်ပြီးဒစ်ကအီလီဇာအကြောင်းတိုင်ကြားကဖိလစ်အနေနဲ့သူမကိုဆုံးမဖို့လိုအပ်ကြောင်းပြောခဲ့ရာအီဗွန်ကလည်းသဘောတူခဲ့ပါတယ်ဖိလစ်ကသူမနဲ့စကားပြောဖို့သဘောတူခဲ့ပေမဲ့ဒစ်ကသူစိတ်ကြောင့်ချင်နေတဲ့အကြောင်းလုတ်ခနဲ့ပြောလိုက်တာကိုအဓိကအံ့အားသင့်သွားခဲ့ပါတယ်ရက်တွေကုန်လွန်လာတဲ့နဲ့မြဖိလစ်နဲ့ဒစ်ဆိုရဲ့ချစ်ကြည်ရေးဟာပုံမခံမလာခဲ့ပါတယ်ဒစ်ကသူ့ကိုနင်းထဲမှာကစားဖို့ခေါ်သွားခဲ့ပြီးပြီးထွက်တဲ့အခါမှာလည်းသူ့ကိုခေါ်သွားခဲ့ကဖိလစ်ကသူ့အတွက်ပနောက်ဆုံးဝှစုံကိုပေးခဲ့ပြီးဒစ်ကကလေးစောက်ကြီးဆက်ကနေနားထောင်နေတော့မှပဲသူ့သမီးကိုစုပူချိန်မောင်းခဲ့ပါတယ်ဒစ်ဟာသူမရဲ့သူ့ရဲ့ပနောက်ဆုံးပကြီးကားကိုပြီးစီးတဲ့အခါမဂါလီကိုပြတ်တက်ခဲ့ပေမဲ့သူမကိုနမ်းဖို့ကြိုးစားတဲ့အခါနိုင်ကြရိုက်ခံခဲ့ရပါတယ်ဖိလစ်ကတော့ပကြီးကားကိုသဘောကျပြီးရောင်းပေးမယ်လို့အဒီပေးခဲ့ပါတယ်သူတို့နှစ်ယောက်လုံးဟာပုံမမြန်ဆန်တဲ့ကားတစ်စီးရရှိတာဆီလစ်မြတောက်တာနဲ့အမြောက်တွေကိုအတူတူကငားရမ်းတာမျိုးတွေအပါအဝင်အတူတူကပျော်ရွှင်စရာချင်းတွေကိုကုန်းလွန်ခဲ့ကြပါတယ်ဖိလစ်ရဲ့မွေးနေ့ရောက်ရှိလာတဲ့အခါသူကအဲ့ဒီလောက်ဆလူဆာမနေတော့ပါဘူးနေ့တိုင်းမှာသူကပါတီပွဲကျင်းပပေးတာကိုအံ့အားသင့်ဟန်ဆောင်ပြီးသူအသက်ရှင်သေးရက်လားဆိုတာလာရောက်စစ်ဆေးကြတဲ့ဆွေမျိုးတွေနဲ့တွေ့ဆုံရနေရှိပါတယ်ဖိလစ်ကဒါတွေအားလုံးဟာအရန်ပြင်းစရာကောင်းပါပါလို့ပြောပါတယ်သူနဲ့အဲ့တဲ့တွေဟာတရက်ကန်နဝင်ဂီတကိုခန်းစားနေကြတော့ဒစ်ကအီလီဇာကိုလိုက်ရှာခဲ့ရာသူမဟာမတည်နိုင်တဲ့အီဗွန်ရဲ့စီအချုပ်ကိုတောက်ပြီးနောက်အခန်းထဲမှာငိုကြွေးနေတာကိုတွေ့လိုက်ရပါတယ်သူမဝမ်းနေရတဲ့အကြောင်းရင်းကတော့ဘာဆန်ကသူမကိုလမ်းခွဲလိုက်ပြီးမိမပြည့်လို့ခေါ်ခဲ့တာကြောင့်ဖြစ်လို့ဒစ်ကိုအဲ့ဒီကောင်လေးနဲ့စကားပြောပေးဖို့တောင်းဆိုခဲ့ရဒစ်ကခတ်ကျင်းဝင်နဲ့လက်ခံခဲ့ပါတယ်ဒီတော့တွင်မှာတော့ဖိလစ်ကဒစ်ရဲ့ပကြီးကားကိုသူ့ဆွေမျိုးတွေကိုပြသခဲ့ပြီးယူရို1100နဲ့ဝယ်ယူဖို့စီယူနိုင်ခဲ့ပါတယ်ဒစ်ကဒမင်ဆာကန်ကိုပြန်သွားပြီးအီဗွန်နဲ့စကားပြောခဲ့ရအီဗွန်ကမဂါလီဟာ
Fred ဆိုသူနဲ့အစင်မပြေဖြစ်နေတဲ့အကြောင်းပြောပြခဲ့တာကြောင့် Dris အတွက်နှောင်းလင်းချက်ရှိလာခဲ့ပါတယ်။ပါတီပွဲပြက်လူနေပါဖြစ်လာခြင်းမှာ Philip က Dris ကိုကနာဝင်ဂီတတမိုင်းမှာအရေးပါတဲ့တခြင်းအချို့ကိုနားထောင်ခိုင်းခဲ့ပေမဲ့သူကတော့ပြန်လည်စမ်းနောက်ယူမဲ့တတ်နိုင်ခဲ့ပါတယ်။ဝိုင်းတော်လာတွေပြီးသွားတဲ့အခါသူ့ရဲ့ iPod ကိုယူထောင်လာပြီး Earth Wind Fire ရဲ့ Boogie Wonderland တခြင်းကိုဖွင့်လိုက်ကချန်ပီယံလယ်မှာစတင်ကခုန်ပါတော့တယ်။သူကအံ့ဩပဲကောင်းမွန်တဲ့ကကြည့်တဲ့တယောက်ဖြစ်ပြီးပါတီပွဲကကျန်တဲ့သူတွေကိုပါသူနဲ့အတူကခုန်မှုစီယူနိုင်ခဲ့တာကြောင့် Philip ကကြည့်ရှုရင်းသဘောကျနေခဲ့ပါတယ်။နောက်ပိုင်းမှာ Philip ကိုအိယာတွင်ပေးခြင်း Dris က Illinois ကနောက်ဆုံးရောက်လာတဲ့စာကိုဖွင့်ကြည့်လိုက်ပါတယ်။သူမကတပ်ပုံပို့ပြထားပြီးတော်တော်လေးလှပကြောင်းပြသနေကနောက်တစ်ပတ် Dris ကိုလာရောက်တဲ့အခါတွေ့ဆုံကြဖို့ပြောကြားထားပါတယ်။ရချင်းနေ့ရောက်ရှိလာတဲ့အခါ Yvonne နဲ့ Dris တို့ဟာ Philip အတွက်အကောင်းဆုံးဝှစုံကိုမတွေ့မချင်းဝှစုံပေါင်းများစွာကိုလဲလှယ်ပေးခဲ့ကြပါတယ်။ Philip ကိုရချင်းစီကိုဆောင်သွားရမှာ Yvonne ဖြစ်တာကြောင့် Dris ဟာသူ့ရဲ့အလားရက်ကိုအသုံးပြုပြီးဘာဆန်စီတွားရောက်ကကောင်းလေးက Elisa ကိုတောင်းပန်ပြီးနေ့တိုင်းခရုဆက်မုတ်ဝယ်ပေးဖို့သဘောမတူမချင်းချိန်ချောက်ခဲ့ပါတယ်။ဒါအပြင်သူ့စပင်ကိုလည်းပြင်ဆင်ခိုင်းခဲ့ပါတယ်။ဒါပြီးတဲ့နောက်သူဟာအမေဖြစ်သူရဲ့အလုပ်စီရောက်သွားခဲ့ပေမဲ့အဝေးကနေပဲကျေးဇူးခဲ့ပါတယ်။စားတော့ဆက်မှာတော့ Yvonne နဲ့ Philip တို့ဟာအရင်နောက်ကျနေတဲ့ Illinois ကိုစောက်ဆိုင်နေကြပါတယ်။တနင်္လာနေ့ကျစောက်ဆိုင်ပြီးတဲ့နောက် Philip ကလက်လျှော့လိုက်ပြီး Dris ကိုဖုန်းဆက်ကသူ့ကိုခေါ်ထုတ်သွားဖို့ကောဆိုတောင်းဆိုခဲ့ပြီး Illinois ရောက်ရှိလာတာကိုမသိရှိပဲစားတော့ဆိုင်ကနေထွက်ခွာသွားခဲ့ပါတယ်။အဲဒီညမှာပဲ Philip ဟာ Dris ကိုသူ့ရဲ့ကိုယ်ပိုင်လေယာဉ်နဲ့ခေါ်ဆောင်သွားခဲ့ပြီးပကြီးကရောင်းရငွေတွေကိုပေးအားခဲ့တာကြောင့် Dris ဟာအတိုင်းအဆမရှိပျော်ရွှင်သွားခဲ့ပါတယ်။နောက်တနေ့မနေ့မှာသူတို့တောဆွန်ဒေတာကိုရောက်ရှိသွားခဲ့ကြပြီး Philip က paraglider စီးနှင်းဖို့ဆုံးဖြတ်က Dris ကိုပါဆွဲခေါ်သွားခဲ့ပါတယ်။ Dris ကတန်းနဲ့ဖားတယ်လို့ပါမမလုပ်ချင်ခဲ့ပေမဲ့အစပိုင်းမှာလမ်းဖြတ်သွားပြီးတဲ့နောက်ဆုံးမှာတော့အတွေ့အကြုံကိုသဘောကျသွားခဲ့ပါတယ်။သူတို့အိမ်ပြန်ရောက်တဲ့အခါအဒါမက Dris ကိုစောက်ဆိုင်နေပြီးသူ့မျက်နှာပေါ်ကဒဏ်ရာတွေကိုမြင်တဲ့အခါစူပူချိန်မောချင်းမခံလိုက်ရပါတယ်။အဒါမကတော့သူ့ဘဝမှာဘာတွေဖြစ်ပျက်နေလဲဆိုတာ Dris ကိုပြောပြမှာမဟုတ်သေးတာကြောင့် Dris ကမီနာကိုစိုးရင်စံမလို့ကြောင်းဖုန်းဆက်ပြောကြားနေတော့သူ့ခန်းထဲမှာစောက်ထားခိုင်းပြီး Philip ကိုအိယာတွင်ပေးဖို့ထွက်သွားခဲ့ပါတယ်။ Philip ကတော့ agency မရှိသေးပါဘူး။ Dris ကိုပကြီးကားတဲ့ချက်တစ်ခုအတူတကွကြည့်ရှုခိုင်းပြီးတဲ့နောက်သူရမိသားစုအကြောင်းမေးမြန်းခဲ့ရာ Dris ကအစပိုင်းမှာမပြောချင်ခဲ့ပေမဲ့နောက်ဆုံးမှာတော့ရှော့ပေးလိုက်ရပါတယ်။အဒါမဟာနီးပညာရသူ့ရဲ့ညီအရင်မဟုတ်ပဲသူ့ရဲ့မိဘတွေဟာလည်းတကယ်မိဘတွေမဟုတ်ပဲဘိုးဘင်းတွေဖြစ်ကြောင်းသိရှိရပါတယ်။သူတို့မှာခေးမရနိုင်တာကြောင့်သူရှင်းနေတာအရွယ်မှာစနေဂါကနေခေါ်ဆောင်လာခဲ့ကြတာဖြစ်ပြီးသူ့ရဲ့တကယ်အမိမှာဘကာရီပါဆာရီဖြစ်ပေမဲ့တခြားကလေးတွေမှာလည်းအဲ့ဒီအမိရှိနေတာကြောင့် Dris လို့ခေါ်ဆိုခဲ့ကြတာနဲ့ Dris ဖြစ်လာခဲ့ပါတယ်။ဒီနေ့မှာတော့သူ့အရေးဟာအော်ဘယာကိုဝန်ဆောင်နိုင်ခဲ့ပြီးဘေးဘိုးဆုံးပါသွားပြီးတဲ့နောက်မှာတော့တခြားမျိုးသားတွေနဲ့ကလေးတွေပုံမှန်ရရှိလာခဲ့ပါတယ်။ Dris က Elisa အကြောင်းပြောပြခဲ့တယ်လို့မျိုး Philip ကအဒမ်မာမှာဆုံးမပဲ့ပင်မှုလိုအပ်နေကြောင်းထောက်ပြခဲ့တာကြောင့် Dris ကိုအလောက်ကနေထုတ်ပယ်လိုက်ပြီးသူ့မိသားစုနဲ့အတူရှိနေနိုင်အောင်အသက်ကြီးသူတယောက်ကိုပြုစုခြင်းဘဝတစ်ခုလုံးကိုမကုံဆုံးစေချင်တာကြောင့်ပါနောက်တနေ့မနေ့မှာတော့ဘာရှန်ဟာပုံမကောင်းမွန်တဲ့ဇမင်ပုံစံနဲ့နေ့စဉ် Crossan မုတ်ကိုယူဆောင်လာပြီးတဲ့နောက် Dris ဟာအိတ်တွေကိုထုတ်ပိုးပြီးထွက်ခွာဖို့ပြင်ဆင်လိုက်ရပါတယ်။မဂါလီကနှုတ်ဆက်ဖို့ရောက်ရှိလာခဲ့ပြီး Dris ကနောက်ဆုံးတစ်ချိန် Scott တိုက်ဖို့ကြိုးစားတဲ့အခါမဂါလီကသူ့နဲ့အတူသူ့ရဲ့ချစ်သူ Frederick နဲ့မိတ်ဆက်ပေးခဲ့ပါတယ်။မဂါလီဟာမျိုးသားတွေကိုစိတ်ဝင်စားကြောင်းတည်ရှိသွားခဲ့ရလို့ Dris ဟာချက်ချင်းပဲလက်လျှော့လိုက်ပါတယ်။အိမ်ပြင်ကိုထွက်ခွာရလမ်းမှာသူဟာကလေးစောက်ကြီးဆက်ကို Yvonne စီပြန်ပေးခဲ့ပြီးမဂါလီကြောင့်လိန်ညာခဲ့တာကိုစနောက်ခဲ့ပါတယ်။သူ့ပြန်တဲ့အနေနဲ့သူမကသူ့စတင်ခဲ့တဲ့အမြောက်ဖိုင်ကိုပေးလိုက်ရာသူရွေးချယ်ခဲ့တဲ့တပ်ပုံကိုအဲ့ဒီမှာဖွက်ထားတာကိုတွေ့ရလို့စိတ်ပြတ်သွားခဲ့ပါတယ်။ Dris ကဖိုင်ကိုလွှတ်ပစ်လိုက်ပေမဲ့တပ်ပုံကိုတော့ကိုယ်တိုင်တင်ဆက်ထားခဲ့ပါတယ်။အပြင်ရောက်တဲ့အခါအဝင်ပေါက်ကိုကားရစီထမှန်ပိတ်ဆို့ထားတာကိုတွေ့ရတာကြောင့်အဲ့ဒီမှာအလုံးမလုံးတော့ပေမဲ့ကားကိုရွှေ့ခိုင်းခဲ့ပါတယ်။အဒါမာကဒါနဲ့ပတ်သက်လို့မေးမြန်းတဲ့အခါ Dris ကဒါဟာမူဝါဒကိစ္စဖြစ်တယ်လို့ပြောခဲ့ပါတယ်။နိုင်ရင်နိုင်ငံအကြမှာတော့ညီကိုနှစ်ယောက်ဟာမြေထားဘူးရာယုံမှာအမေဖြစ်သူကိုတောက်ကြိုးဆိုခဲ့ကြပြီးအိမ်မှာတော့ Philip ကစိတ်ပြည့်စရာကောင်းပြီးပြင်းစရာကောင်းတဲ့အကူအသင်းနဲ့အတူဖရောက်ဆုံးညစာကိုသုံးဆောင်နေရတာကြောင့် Philip ကအလုံးမတလုံးမမစားပဲထွက်ခွာဖို့ဆုံးဖြတ်လိုက်ပါတယ်။ Yvonne ဟာဥယျာဉ်မှုနဲ့အတူရက်ချင်းတွားနေတာကြောင့်ဒီအတွက်သူ့ကိုစူပူမဲ့သူမရှိပါဘူး။ရက်တွေကုန်လုံလာတဲ့မြတ် Dris ဟာသူ့ရဲ့ဘဝဟောင်းကိုပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။
သူဟာတငယ်ချင်းဟောင်းတွေနဲ့ပြန်လည်ပေါင်းတင်ခဲ့ပြီးမတင်ကားစရာကားပေါ်ကလူတွေကိုအတမကိုနောက်ထပ်မနှောက်ယှက်ဖို့ပြောလိုက်ပါတယ်သူမှာအတွေ့အကြုံလုံလောက်စွာမရှိတဲ့အင်တာဗျူးတစ်ခုကိုတွားရောက်ခဲ့တဲ့အခါသူ့ကိုယ်သူလက်တွေ့ကျသူလို့ခေါ်ဆိုပြီးဖိလစ်နဲ့အလုပ်လုပ်စဉ်လေ့လာတည်ရှိခဲ့တဲ့အမှုပညာအသိပညာအားလုံးကိုအသုံးပြုကာအလုပ်ရှင်ကိုစီယူနိုင်ခဲ့ပါတယ်ဒါဟာသူ့ကိုရင်မောင်းဖြစ်အလုပ်ရရှိစေခဲ့ပါတယ်ဖိလစ်ကတော့အခုအစ်ကိုဆက်လက်မနှိမ့်မြုပ်ပဲအမြဲတမ်းစိတ်တူနေခဲ့ပါတယ်တညမှာတော့အိမ်ထဲမှာရှိတဲ့မြေတို့ကိုမြသူ့ရဲ့နာကျင်မှုကိုကူညီပေးဖို့ညှင်းဆိုခဲ့တာကြောင့်အေဗွန်ကဒစ်ကိုဖုန်းဆက်ပြီးလာရောက်ဖို့တောင်းဆိုခဲ့ပါတယ်ဒါကြောင့်သူတို့ဟာအစပိုင်းမှာအခြေအနေတိုင်းရဲတွေကနောက်ကလိုက်လာခဲ့ကြပြီးနောက်ပိုင်းမှာစစ်ရုံကိုလိုက်ပြဖို့ပို့ဆောင်ခဲ့တဲ့အခြေအနေကိုပြန်လည်ရောက်ရှိသွားခဲ့ပါတယ်အဲဒီစွန်စားခံပြီးမှဒစ်စာဖိလစ်ကိုကန်ဂျီစီမော်နင်ပို့ဆောင်ပေးခဲ့ပြီးပင်လယ်စုခင်းကဖိလစ်ကိုစိတ်ငြိမ်သွားအောင်ကူညီပေးခဲ့ပါတယ်နောက်ပိုင်းမှာဒစ်စာဖိလစ်ရဲ့ရှီလီယာနေတဲ့မွတ်စလင်တွေကိုပြုပြင်ပေးခဲ့ပြီးနေ့လည်စာစားဖို့စားတော့ဆိုင်တစ်ခုကိုခေါ်ဆောင်သွားခဲ့ပေမဲ့ဒီနေ့ဖိလစ်နဲ့အတူရှင်းနေပေးမဲ့သူရှိတာကြောင့်သူမနေခဲ့ပါဘူးဒစ်ကသူ့ကိုကန်ကောင်းပါစေကြောင်းဆုတောင်းပေးခဲ့ပြီးထွက်မခွာမီသူ့ရဲ့ဥကိုနောက်ဆုံးမှပြန်ပေးခဲ့ကဖိလစ်ကသူ့ရဲ့ရက်ချင်းဖြစ်တဲ့ Illinois ကိုမတွေ့မီအထိတယောက်တည်းဖြစ်ကြံခြင်းမှာကိုစိုးရိမ်နေခဲ့ရသူမဟာသူ့ကိုတွေ့ရဖို့ဝမ်းမြောက်သွားခဲ့ပြီးဝီချဲပေါ်ကိုလုံးဝဂရုမစိုက်ခဲ့ပါဘူးတကယ်အစ်ဖိလစ်ဟာအခုကမော်ရိုကိုမှာနေထိုင်နေပြီးနောက်အိမ်တော်ပြုကသမီး2ယောက်ထုံးကားခဲ့ပါတယ်တကယ်ဒစ်အမည်ရင်းအဒဲယာစမင်ဆယ်လက်ဟာကိုပိုင်ကုမ္ပဏီရှိနေပြီးအိမ်တော်ကြကကလေးတောင်ရှိပါတယ်မြို့သား2ယောက်လုံးဟာဒီနေ့အထိရင်းနေတဲ့တကယ်ချင်းတွေအဖြစ်ဆက်လက်တည်ရှိနေကြပါတယ်